series တွေကိုဘာသာပြန်ခြင်းနဲ့အချိန်လဲအကြာကြီးမပေးချင်ဘူးတကြောင်ချင်းစီလဲထိုင်မပြန်ချင်ဘူးဆိုရင်ဒီ website လေးကိုသုံးကြည့်လိုက်ပါဒီကောင်လေးကမိနစ်20ကနေ2နာရီစာလောက်ရှိတဲ့ subtitle တွေကိုအေးဆေးလေးဘာသာပြန်ပြီးနိုင်တယ်အရင်ဆုံး SRT file translator တွေကိုဝင်လိုက်မယ် SRT file ကိုဓာတ်ရိုက် upload တင်လို့ရတယ်လို့ဒီဗီဒီယိုတွေကလို့ SRT file တွေကစာကိုပဲ copy ကူးထည့်လိုက်လဲရတယ်ပြီးရင်သူက SRT format မှန်မမှန်ကိုသူ့ဟာသူစစ်ပေးသွားမယ်စစ်ပြီးလို့ဘာသာပြန်မယ်ကိုနှိပ်လိုက်တာနဲ့ချန့်ကလေးတွေခွဲပြီးအလိုလျောက်ဘာသာပြန်ပြီးသွားမှာပါအကောင်းဆုံးအချက်ကဘာသာပြန်နေရင် fail ဖြစ်သွားတာပဲဖြစ်ဖြစ် line ကျသွားတာပဲဖြစ်ဖြစ်အစကနေပြန်စစရာမလိုဘူးရောက်နေတဲ့နေရာကနေပဲဆက်ပြီးပြန်စပြီးတယ်ချန့်တွေအကုန်ဘာသာပြန်ပြီးသွားရင်တော့မူရင်း SRT format အတိုင်းပြန်ရအောင်သူ့ဟာသူပြန်ပေါင်းပေးသွားမယ်အဲ့ဒါကို download နှိပ်ပြီး quick edit မှာပြန်စစ်ကြည့်လို့ရတယ်ရလာတဲ့စာတန်းထိုးဖိုင်ကိုဗီဒီယိုနဲ့တွဲဖို့အတွက်ကတော့ VN Video Editor ကနေအလွယ်လေးပေါင်းထည့်လိုက်ရုံပဲ There's nothing to tell. It's just some guy I work with. Come on. You're going out with the guy. There's got to be something wrong with him. So does he have a hump and a hairpiece? Wait, does he eat chalk? So I'm back in high school, standing in the middle of the cafeteria, and I realize I am totally... Well, maybe that's my decision. Well, maybe I don't need your money. Wait, I said maybe. Done with the book, I went for the watch. You actually broke her watch? Barry, I'm sorry. I'm so sorry. A real date. What the hell do you do on a real date? Got a job? Are you kidding? I'm trained for nothing. That's it. You gonna crash on the couch? No, I got to go home sometime.